1915 ခုနှစ်ကယ်လီဖိုးနီးယားပြည်နယ်စင်ထရယ်ဗေလီဒရက်ကူလာတည်ဆုံးပြီးနောက်18နှစ်ကုန်ဆုံးခဲ့ပြီးလူသူကင်းမဲ့သောတဲကန်နာရအလဲတွင်အမျိုးသမီးတဦးသည်အပူရှိန်နှင့်ဖုံထူသောလမ်းပေါ်တွင်ခက်ခက်ခဲခဲလျှောက်လာနေသည်သူမသည်အကူအညီကိုအလွန်မင်းလိုလားနေပြီးအနီးဆုံးမြို့သို့ရောက်ရှိရန်မျှော်လင့်နေသည်မြင်းစည်းလာသောယောက်ျားတဦးလမ်းပေါ်တွင်ပေါ်လာသည်သူမသည်သူ့ကိုလက်တား၍အကူအညီတောင်းခံသည်သူသည်သူမဘက်သို့အနှဲငယ်မျှသာကြည့်ပြီးနောက်တခွန်းတပါးမျှမပြောဘဲမောင်းထွက်သွားကသူမကိုအထီးတန်စွာဆွန့်ပစ်ခဲ့သည်သူမသည်ခြေလမ်းလေးလံစွာဖြင့်အသက်ရှူကျက်စွာဖြင့်ဆက်လက်လျှောက်သွားသည်ရုတ်တရက်အနီးနားတွင်တစုံတရာကိုသူမခံစားမိလိုက်ပြီးရှေ့ဘက်ရှိတစ်ပင်အုပ်စုကြားတွင်လှုပ်ရှားမှုတစ်ခုရှိနေသည်သူမသည်နှလုံးခုန်မြန်လျက်သတိကြီးစွာဖြင့်ချဉ်ကပ်လာခဲ့တော်လဲသူမတုတ်ပြန်ရန်မစွမ်းဆောင်နိုင်မီမှာပင်အရေးဆိုးတစ်ခုကသူမကိုဆွဲဖမ်းလိုက်သည်ကျွန်ုပ်တို့ကြားလိုက်ရသည်မှာတိတ်ဆိတ်သွားဒါတော့သူမ၏အော်တန်သာဖြစ်တော်သည်ထို့နောက်တဲကန်နာရ၏အစွန်ဖျားတွင်တကိုယ်တည်းနေထိုင်ကြသောမိသားစုငယ်လေးတစ်ခုနှင့်မိတ်ဆက်ပေးသည့်တိတ်ဆိတ်ပြီးတင်းမာသောဖခင်ဒေါက်တာအေဗရာဟမ်နူးညံ့တော်လဲအလန့်ဝေးလာသည့်မိခင်မီနာတီလိုစိတ်ပြင်းထန်ပြီးရဲစွမ်းတတိရှိသောဆယ်ကျော်သက်သားမတ်မေကုန်းများနှင့်ကြောက်ရွံ့မှုတို့ပြည့်နှက်နေသောညီငယ်ရန်ဒီသူတို့သည်မြို့နှင့်ဝေးကွာသော၆တွေ့သောမြေပြင်များဖြင့်ဝန်းရံလျက်နေထိုင်ကြသည်ဒေါက်တာအေဗရာဟမ်သည်တင်းမာပြီးရေခဲတမျှဝေးကွာသောဖခင်တဦးဖြစ်သည်သူသည်အပြင်လူများကိုအိမ်ထဲသို့လုံးဝမဝင်ခိုင်းဘဲမိမိ၏အိမ်ကိုတင်းကျပ်စွာစောင့်ရှောက်ထားပြီးသူဘယ်တော့မှရှင်းပြမည့်အကြောင်းရင်းများကြောင့်သားသမီးများကိုအပြင်လူများနှင့်မဆက်ဆံရန်တားမြစ်ထားသည်စန့်ကျင်ဘက်အနေဖြင့်မိခင်ဖြစ်သူမီနာကမူသူမ၏သားများကိုနှွေးထွေးမှုဂရုစိုက်မှုတို့ဖြင့်ဆက်ဆံသည်သို့သောသူမသည်တတိပေးချက်မရှိဘဲပေါ်လာလိုက်ပျောက်သွားလိုက်ဖြစ်နေပုံရသည့်လျှို့ဝှက်ဆန်းကျဲသောယောဂဝေဒနာတစ်ခုကိုခံစားနေရသည်ထို့နောက်တညတွင်အေဗရာဟမ်သည်ရေချိုးခန်းစီသို့လျှောက်သွားခဲ့သည်မတ်ရေချိုးနေစဉ်တကားကိုခောက်ကသားကိုလှမ်းခေါ်ခဲ့သည်သားနှင့်ငါစကားပြောစရာရှိတယ်ဟုအေဗရာဟမ်ကတိုးတိုးလေးပြောသည်သူတို့ပြန်လာကြပြီဘီလူးတွေသူတို့ပြန်လာကြပြီသူတို့ကိုတားဆီးဖို့ငါအကူအညီလိုအပ်တယ်ဟုဆိုသည်တိတ်ဆိတ်မှုကအချိန်တော်ကြာတည်ရှိနေပြီးမှနောက်ဆုံးတွင်ကောင်းပြီလေသူတို့ကိုအတူတူရင်ဆိုင်ကြတာပေါ့ဟုဖြေခဲ့သည်နောက်ပိုင်းညတညတွင်မြေအောက်ခန်းမှထွက်လာသောထူဆန်းသောအတန်များကြောင့်မတ်အိယာမှလက်နိုးလာခဲ့သည်သူသည်အတန်လာရာကိုလိုက်၍စိုးရိမ်တကြီးဖြင့်လှေကားအတိုင်းဆင်းသွားခဲ့သည်အခန်း၏အစွန်ဆုံးနားတွင်သူ့ကိုခြေကုပ်လက်ပန်းကျသွားစေမည့်မြင်ကွင်းတစ်ခုကိုသူတွေ့လိုက်ရသည်မိခင်ဖြစ်သူမှာတယောက်တည်းရရွနေသည်သူမသည်တမိတမောဖြင့်သူတို့ပြန်လာကြပြီဒါပေမဲ့ဒီတစ်ခါတော့ပိုပြီးတန်မာတယ်ပိုပြီးအန္တရာယ်များတယ်ဟုအဖန်ဖန်တိုးတိုးပြောနေသည်မတ်ကတတိကြီးစွာဖြင့်ရှေ့သို့တိုးလာသည်မေမေပင်ပန်းနေပြီးအနားယူဖို့လိုတယ်ကျေးဇူးပြုပြီးဒါကမေမေအတွက်မကောင်းဘူးတိုးတော့မထွက်ခွာမီလေးတွင်မိနာသည်သူ၏ဘက်သို့လှည့်လာပြီးလက်နက်ရှိုင်းဝတ်ထားသောလှို့ဝှက်ချက်တစ်ခုကိုဖော်ပြခဲ့သည်ငါမှဘသူကိုမှမပြောဘူးတဲ့အရာတစ်ခုရှိတယ်ဟုသူမကတိုးတိုးပြောသည်နှစ်ပေါင်းများစွာမိန်းကလေးတစ်ယောက်မွေးခြင်းတဲ့ဆန္ဒကိုငါဆွဲလန်းခဲ့တယ်အဲ့ဒီဆန္ဒကတခါမှအကောင့်ထဲမပေါ်လာခဲ့ဘူးနောက်တနေ့နံနက်တွင်ဒေါက်တာအေဗရာဟမ်သည်မတ်နှင့်အတူထိုင်ကလူများစုဒဏ္ဍာရီလို့ခေါ်မိသူ၏မောင်မိုက်သောယုံကြည်ချက်များအကြောင်းကိုရင်ဖွင့်ပြောပြခဲ့သည်သူသည်တားဖြစ်သူကိုတိုက်ရိုက်မေးမြန်းခဲ့သည်မကြသေးခင်ကမင်းမေနဲ့ပတ်သက်ပြီးထူးဆန်းတာတစ်ခုခုကိုသတိထားမိလားသူမပုံစံပြောင်းသွားတာမျိုးရှိလားမတ်ကဘလို့တုတ်ပြန်ရမှန်းမသိပဲတွေးဝေသွားသည်ဒေါက်တာအေဗရာဟမ်ကဆက်ပြောသည်ဒါကလက်ရန်မှာငါတို့မနေခင်နှစ်ပေါင်းများစွာကတည်းကစတင်ခဲ့တာတညမှာမင်းမေတစုံတရာရဲ့တိုက်ခိုက်တာကိုခံခဲ့ရတဲ့လူသားမဟုတ်တဲ့တစုံတရာပေါ့အဲ့ဒီအချိန်ကတည်းကသူမယောဂပိုးဝင်သွားပြီလို့ငါယုံကြည်ခဲ့တယ်သူသည်အောက်ဖက်သို့ငုံကြည့်လိုက်ပြီးမှတီကြီးလေးနဲ့စွာဆက်ပြောသည်အဲ့ဒါကြောင့်ငါတို့ကယ်လီဖိုးနီးယားကိုပြောင်းလာခဲ့ကြတာအတိတ်ကစဖို့ငါတို့ထင်ခဲ့တာပေါ့အမောက်ထမ်းမှုကိုကြောခိုင်းပြီးပေါ့ဒါပေမဲ့ငါမှားသွားတယ်ငါတို့ပြေးလွတ်လာတဲ့အရာကငါတို့နောက်ကိုထက်ရောက်လာပြီးဒီတစ်ခါတော့မင်းအမေတကယ်အန္တရာယ်ရှိနေပြီဘာပဲဖြစ်ဖြစ်သူမကိုကာကွယ်ပေးဖို့ငါသားမတ်ကိုလိုအပ်တယ်ဘလို့အခြေအနေပဲဖြစ်ဖြစ်ပေါ့နောက်တနေ့တွင်အက်စီဟုခေါ်သောမိန်းကလေးတဦးသည်အနီးအနားရှိလယ်ကွင်းများတွင်အလုတ်လုတ်ရင်းထိခိုက်ဒဏ်ရာရခဲ့သောသူမ၏မောင်လေးအတီကိုကယ်တင်ရန်အိမ်သို့အပြေးလွှားရောက်လာခဲ့သည်ဒေါက်တာအေဗရာဟမ်သည်ထိုကောင်လေးကိုချက်ချင်းစစ်ဆေးခဲ့ပြီးနံရိုးများစွာကျိုးနေကြောင်းတွေ့ရှိခဲ့သည်တည်ငြိမ်တော်လဲပြင်းထန်သောအာရုံစူးစိုက်မှုဖြင့်သူသည်အိမ်တွင်း၌ပင်ခွဲစိတ်မှုအသေးစားတစ်ခုကိုလှုပ်ဆောင်ခဲ့သည်အလွန်အမခန်းပင်ဖြစ်သည်ကောင်လေးကိုပတီးစီးပေးရင်းအေဗရာဟမ်က SCR ဒီကဆေးရုံကဒီနားမှာပဲရှိတယ်တေချာအောင်တင့်တော်တဲ့ကုသမှုခံယူဖို့သူ့ကိုအဲ့ဒီကိုခေါ်သွားပါဟုပြောခဲ့သည်တချိန်ထဲမှာပင်အိမ်ထဲတွင်မိခင်ဖြစ်သူမီနာသည်မိသားစုအတွက်မနက်စာပြင်ဆင်နေသည်မတ်သည်မိဖို့ကြောင့်တဲသို့ဝင်လာပြီးမေဒီနေ့မနက်စာကဘာလဲဟင်ဟုမေးသည်မီနာကလှည့်လာပြီးသွေးပူတင်းမလုပ်ဖြစ်တာတောင်မှနှစ်တွေတောင်ကြာပြီဟုဆိုသည်မတ်သည်သူ့ရဲ့မျက်ခုံးကိုမြင်လိုက်သည်ထိုအချိန်တွင်အံ့ဩဖွယ်အနံ့ခံ၍ရောက်လာသောစာလောင်နေသည့်လင်းတို့တကောင်သည်အိမ်စီသို့ပြန်ဝဲဝင်ရောက်လာပြီးမီနာကိုတတိပေးချက်မရှိဘဲဝင်ရောက်တိုက်ခိုက်ခဲ့သည်သူမသည်အော်ဟစ်ကနောက်သို့ရိုင်လဲသွားပြီးမတ်ငါစီကနေဝေးသွားစမ်းဟုအော်ပြောခဲ့သည်မတ်သည်ထိုတရဝါကိုရဲရဲဝုန်းဝုန်းတိုက်ခိုက်ခဲ့သည်အပြင်းထန်ရုန်းကန်ရပြီးနောက်တွင်ထိုလင်းတို့ကိုတတ်နိုင်ခဲ့ပြီးတောထဲတွင်တိတ်တဆိတ်မြုပ်နှံခဲ့သည်ညတညတွင်ရန်ဒီသည်သူ၏စိုးရိမ်ပူပန်များကိုမတ်အားရင်ဖွင့်ပြောပြခဲ့သည်သူတို့ဖခင်မကြာခဏပြောပြလေးရှိသောဇေဘွန်လဲတရဝါများသည်တကယ်တမ်းတွင်အစစ်အမှန်ဖြစ်ကြပြီးမြေအောက်ခန်းထဲမှထွက်လာသောအတန်များကိုပင်သူကြားခဲ့ဘူးသည်ဟုသူကယုံကြည်နေသည်သို့သောမတ်ကမူထိုကဲ့သို့သောတရဝါများမရှိကြောင်းနှင့်သူတို့ကိုဘယ်တော့မှချင်းချောက်မှုမရှိခဲ့ဘူးကြောင်းတုတ်ပြန်ကလစ်လျူရှုခဲ့သည်ရန်ဒီ၏စကားများကိုသူနားမဝင်ခဲ့ပေနောက်တနေ့တွင်မတ်သည်စိတ်အေးလက်အေးဖြစ်စေရန်နှင့်ဂီတတီးရန်အလို့ငါအနီးနားရှိကုန်းကမူများစီသို့ထွက်သွားခဲ့သည်တစ်ချိန်တည်းမှာပင်သူ့မောင်ကိုကူညီပေးခဲ့ဘူးသောကောင်မလေးအက်စီသည်ကျေးဇူးတင်သည့်အနေဖြင့်ကုကီများယူဆောင်လာကအိမ်သို့ထပ်မံရောက်ရှိလာခဲ့သည်သို့သောမီနာကမူအက်စီ၏အတိတ်ကရိုင်းဆိုင်ခဲ့သောစကားများနှင့်အနီးနားတွင်ပုံအောင်နေသောအနေရများကိုတတိပေးပြောကြားခဲ့သည်
ထိုညတွင်ဖခင်ဖြစ်သူကယင်းတို့အားတင်းချပု္ပ္ပာရိုးရိုးလေးတစ်ခုကိုအိမ်စာဖြစ်ပေးခဲ့တော်လဲမတ်သည်အာယုံဆိုင်ရန်ခက်ခဲနေခဲ့ရမှာအေဗရာဟမ်နှင့်စကားများရန်ဖြစ်ကြသည့်အထိဖြစ်လာခဲ့သည့်အခြေအနေကိုငြိမ်ချသွားစေရန်မီနာကဝင်ရောက်ဖြည့်ရှင်းပေးခဲ့တော်လဲအေဗရာဟမ်၏စိတ်ဆိုးဒေါသထွက်မှုများကပောက်ကွဲထွက်လာပြီးကလပ်ထိုင်ပေါ်မှထွက်လိုက်သည်ထိုဖြစ်ရနောက်ပိုင်းတွင်မီနာကအေဗရာဟမ်သည်သူ့ကိုအမြဲတမ်းကြမ်းတမ်းစွာဆက်ဆံခဲ့ခြင်းအတွက်မတ်ကိုတောင်းပန်ခဲ့ပြီးအဲ့ဒါကတကိုယ်ရေဆန်လို့မဟုတ်ပဲအေဗရာဟမ်သည်မိသားစုကိုကာကွယ်ပေးခြင်းယုံသာဖြစ်ကြောင်းရှင်းပြခဲ့သည်ထို့နောက်မီနာသည်သူမ၏ခင်ပွန်းဖြစ်သူနှင့်ဖြစ်ပျက်ခဲ့မှုသောအတိတ်ဇာတ်လမ်းတစ်ပုဒ်ကိုစတင်ပြောပြခဲ့သည်သူမနှင့်သူမ၏ခင်ပွန်းတို့သည်ထိုသားရဲကောင်များနှင့်တစ်ချိန်ကရင်ဆိုင်ကြုံတွေ့ခဲ့မှုပုံအကြောင်းနှင့်အဲ့ဒီအတွေ့အကြုံကြောင့်အေးဆက်တဲ့ကြောက်ရွံ့မှုကိုယခုတိုင်ခံစားနေရဆဲဖြစ်ကြောင်းသူမကဖော်ပြခဲ့သည်နောက်ပိုင်းတွင်ရန်ဒီသည်အပြင်ဘက်တွင်လေညှင်းခံနေစဉ်တောထဲမှထူးဆန်းသောအတန်တစ်ခုကိုကြားလိုက်ရသည့်တစုံတရာကိုကြားရသလားဟုသူကမတ်ကိုမေးမြန်းခဲ့တော်လဲမတ်ကဘာမှမကြားရကြောင်းပြန်လည်ဖြေကြားခဲ့သည်ထိုညတွင်အားလုံးအိပ်ပျော်နေကြစဉ်မတ်သည်ခြောက်ခြားပွဲအိမ်မက်ဆိုးတစ်ခုကိုမက်ခဲ့သည်သူ၏အိမ်မက်ထဲတွင်ပါးစပ်တွင်သွေးများဆွန်းထင်းနေသောကြောက်မက်ဖွယ်ကောင်းသည့်အမျိုးသမီးတစ်ဦးပေါ်လာပြီးသူ၏မိခင်နေရာအနီးတွင်သူ့ကိုဝင်ရောက်တိုက်ခိုက်ခဲ့သည်နောက်တစ်နေ့မနက်တွင်မတ်နိုးလာသောအခါမိခင်ဖြစ်သူအပြင်ဘက်တွင်ထူးဆန်းသောစကားလုံးတစ်လုံးကိုအဖန်ဖန်တိုးတိုးရွဆိုနေသည်ကိုတွေ့လိုက်ရတော့လဲသူတုံ့ပြန်ခြင်းသို့မဟုတ်တုံ့ပြန်မှုပြုလုပ်ခြင်းမရှိခဲ့ပေနောက်ပိုင်းတွင်မတ်သည်ထင်းခုန်နေစဉ်မိခင်ဖြစ်သူကိုအနီးအနားတွင်ရုတ်တရက်တွေ့လိုက်ရပြီးလန့်သွားခဲ့သည်သူမကငါတို့မလုံခြုံတော့ဘူးအဲ့ဒီသားရဲတွေရောက်လာပြီးဟုအော်ပြောခဲ့သည်သို့သောထိုကောင်လေးသည်မိခင်ကိုအိမ်ထဲသို့အမြန်ခေါ်သွားခဲ့ရာသူမသည်မြေပြင်ပေါ်သို့ပလဲကျသွားခဲ့သည်အချိန်နှဲငယ်ကြာသောအခါအားအိမ်ပြန်ပြေးလာစေရန်သွေးနှဲငယ်တောက်သုံးရန်လိုနေသည့်မီနာကမတ်ကိုလှမ်းခေါ်ခဲ့တော်လဲအေဗရာဟမ်ကမူမီနာ၏ပြောညက်နေမှုကိုထောက်ရှုကာတားဖြစ်သူကိုမိခင်နှင့်အကွာဝေးတွင်သာနေရန်တတိပေးခဲ့သည်အေဗရာဟမ်သည်သွေးပြေးပါသောဘူးတဘူးကိုမတ်အားပေးအပ်ခဲ့ပြီးမတ်ကမီနာကိုတွားပေးခဲ့သည်သူမတောက်လိုက်သည်နှင့်တပြိုင်နက်မီနာသည်ပြန်လည်တက်တာလာခဲ့သည်သို့သောထိုနောက်တွင်သူမသည်မမှန်ကန်သောအချက်လက်များကိုလိမ်လည်ပြောဆိုတော့သည်ထိုတတဝါသည်ပြူတင်းပေါင်နာအင်းရက်နေသည်ဟုသူမကဆွဲမြဲစွာပြောဆိုခဲ့သည်တိလိုစိတ်ပြင်းထန်ပြီးတန်တရားဝင်နေသောမတ်သည်ကိုယ်တိုင်သွားရောက်စစ်ဆေးရန်ပြင်ဆင်ခဲ့သည်သူအပြင်ဘက်ကိုကြည့်ရန်အလုပ်တွင်အေဗရာဟမ်ကဝင်ရောက်လာပြီးသူ့ကိုအခန်းထဲမှတင်းမာစွာဆွဲထုတ်သွားခဲ့သည်နောက်ပိုင်းတွင်မတ်သည်အပြင်ဘက်သို့ထွက်သွားပြီးထိုနေရာတစ်ဝိုက်ကိုတေချာစွာစစ်ဆေးခဲ့တော်လဲပုံမှန်မဟုတ်သည့်မြည်သည့်အရာကိုမျှမတွေ့ရှိခဲ့ပေနောက်တနေ့မနက်တွင်မောင်နှမများမနက်စာစားရန်ထိုင်ကြစဉ်ရန်ဒီကမတ်အားမိခင်ဖြစ်သူမကြမ်းမာသေးသဖြင့်မတ်ကိုယ်တိုင်ချက်ပြုတ်ပေးနေရခြင်းကိုစနောက်ပြောဆိုခဲ့သည်သူတို့စားတောက်ပြီးစီးသွားကြသောအခါကောင်လေးနှစ်ယောက်သည်အပြင်ဘက်သို့စော့ကစားရန်ထွက်သွားကြသည်ပထမဆုံးအကြိမ်ဖြစ်သူတို့သည်ဘယ်တော့မှမဝင်ရဟုတားမြစ်ခံထားရသောဖခင်ဖြစ်သူ၏ရုံးခန်းထဲသို့ဝင်ရောက်သွားခဲ့ကြသည်မတ်ကရန်ဒီကိုမလုပ်ရန်တတိပေးခဲ့တော်လဲတိလိုစိတ်ကအနိုင်ယူသွားခဲ့သည်ရုံးခန်းထဲတွင်ထူးဆန်းသောပစ္စည်းမျိုးမျိုးကိုနေရာအနှံ့တွင်ပြန့်ကျဲနေသည်ကိုတွေ့ရှိခဲ့ကြသည်ရုတ်တရက်ရန်ဒီသည်ဖုံးကွယ်ထားသောအန်ဆွဲတစ်ခုကိုတွေ့ရှိသွားသည်သူတို့ဖွင့်လိုက်သောအခါတွင်အတွင်းဘက်မှဖြော့တော့သောအတန်တစ်ခုထွက်ပေါ်လာခဲ့သည်ခဏအကြာတွင်အမျိုးသမီးတဦးပေါ်လာပြီးငါ့ကိုကူညီပါဟုအသေးအတန်အော်ဟစ်ခဲ့သည်ထိုအမျိုးသမီးသည်ရုပ်ရှင်၏အစပိုင်းဆက်ဝင်ခန်းမှတူညီသောဇက်ကောင်ပင်ဖြစ်ကြောင်းဖော်ပြလာခဲ့သည်အဲ့ဒီအချိန်မှာအေဗရာဟမ်အိမ်သို့ပြန်ရောက်လာခဲ့သည်အိမ်ထဲသို့ဝင်လာပြီးသည်နှင့်ထိုအမျိုးသမီး၏လယ်ပင်ကိုဖျက်၍တပ်ပစ်လိုက်သည်သူသားများကဤမြင်ကွင်းကိုမျက်ဝါးထင်ထင်တွေ့လိုက်ရပြီးကြောက်ရွံ့မှုများဖြင့်အလွန်မင်းတုန်လှုပ်သွားကြသည်နောက်ပိုင်းတွင်အေဗရာဟမ်သည်မတ်နှင့်ရန်ဒီတို့အားရှေ့ဆက်ရမည့်တကယ်အလုပ်အတွက်ပြင်ဆင်ကြရမည်ဟုဖော်ပြပြောဆိုခဲ့သည်သူသည်ရင်းတို့အားအလောင်းများစွာကိုအဖြူရောင်ပိတ်စများဖြင့်ဖုံးအုပ်ထားသည့်လျှို့ဝှက်ခန်းတစ်ခုစီသို့ခေါ်ဆောင်သွားခဲ့သည်အေဗရာဟမ်သည်သူ့ရဲ့အတိတ်ကိုဆက်လက်ပြောပြခဲ့ပြီးသူသည်ခေါင်းဆောင်တဦးအဖြစ်ယခင်ကရှိခဲ့ဘူးသူတဦးအပါအဝင်မတည်နိုင်သောတတဝါ73ကောင်ကျော်ကိုတပ်ဖြတ်ခဲ့ဘူးသည့်ဗန်မိုင်းယာအမဲလိုက်သမားတဦးဖြစ်ခဲ့ဘူးကြောင်းပြောပြခဲ့သည်သူသည်အခြားသူများကိုလည်းခုခံကာကွယ်ပုံများကိုတင်ကြားပေးခဲ့သည်ထို့နောက်အေဗရာဟမ်သည်မတ်အားတူကြီးတစ်လက်နှင့်ဓာတ်တစ်လက်ကိုပေးအပ်ကာဤမတည်နိုင်သောတရဝါများကိုတပ်ဖြတ်နည်းကိုအတင်းအကျပ်တင်ယူခိုင်းခဲ့သည်မတ်သည်ထိုမျိုးသမီး၏လယ်ပင်ကိုထိုးနှက်၍အပိသက်တပ်ပစ်ခဲ့သည်ရန်ဒီသည်မတ်၏လုပ်ရများကြောင့်စိတ်အနှောက်အယှက်ဖြစ်သွားခဲ့တော်လဲဝင်ရောက်တားဆီးခြင်းမရှိခဲ့ပေမတ်ကသူမ၏လယ်ပင်ကိုဖျက်လိုက်ခြင်းကအေဗရာဟမ်ကိုဝမ်းသာသွားစေခဲ့သည်အေဗရာဟမ်သည်သူ၏သားငယ်ကိုလည်းဤကဲ့သို့လှုပ်ဆောင်နိုင်စွမ်းရှိစေလိုတော့လဲရန်ဒီကညှင်းဆန်ခဲ့သည်အေဗရာဟမ်ကအတင်းအကျပ်ဖိအားပေးရာသူ့အကိုအတွက်ရန်ဒီကပြင်းပြင်းထန်ထန်ကာကွယ်ပြောဆိုခဲ့ပြီးအမျက်ဒေါသထွက်လာကအေဗရာဟမ်ကမတ်ကိုရက်ဆက်စွာရိုက်နှက်ခဲ့သည်ဤဖြစ်ရပြီးနောက်တွင်မတ်သည်ဖခင်ဖြစ်သူ၏အဆက်မပြတ်ဖမ်းဆီးချုပ်နှောင်ထားမှုများကိုတောက်ခံနိုင်စွမ်းမရှိတော့ဘဲဤတောအုပ်ကိုစွန့်ခွာသွားရန်ဆုံးဖြတ်ခဲ့သည်အေဗရာဟမ်ကသူ့သားအားမင်းထွက်သွားလို့ရတယ်ဒါပေမဲ့ဘယ်ကိုသွားမလဲဟုဆိုသည်ထိုနေ့မွန်းလွဲပိုင်းတွင်မတ်နှင့်ရန်ဒီတို့နှစ်ဦးစလုံးသည်မီနာ၏ကျမ်းမာရေးအလွန်အမင်းဆိုးရွားလာနေပြီဖြစ်ကြောင်းသိရှိခဲ့ကြတော့လဲအေဗရာဟမ်ကမူသူမပြန်လည်တက်တာလာလိမ့်မည်ဟုခေါင်းမာမာဖြင့်ဆက်လက်ပြောဆိုနေခဲ့သည်နောက်ပိုင်းတွင်မတ်ကတန်တရားဝင်ခဲ့မိသည့်အတွက်သူ့မောင်ကိုတောင်းပန်ခဲ့တော့လဲရန်ဒီကမူဂယုမဆိုင်ပုံပေါ်နေခဲ့သည်နောက်တနေ့မနက်တွင်အေဗရာဟမ်သည်လည်းမတ်အားယခင်ကကြမ်းတမ်းစွာဆက်ဆံခဲ့မိခြင်းအတွက်တောင်းပန်ခဲ့ပြီးမိမိ၏အပြုအမူများလုံးသွားခဲ့ကြောင်းဝန်ခံခဲ့သည်ထိုနေ့တွင်ပင်မတ်သည်မြင်းစည်းနေစဉ်အတွင်းအစီအမည်ရှိအမျိုးသမီးတဦးနှင့်မထင်မှတ်ဘဲဆုံတွေ့ခဲ့သည်သူတို့သည်အတူချုပ်မိတ်ဆက်ခဲ့ကြပြီးအစီကမတ်တို့မိသားစုသည်လူသူကင်းမဲ့သောတောထဲတွင်အဘဲကြောင့်နေထိုင်လိုကြသည်ကိုမေးမြန်းခဲ့သည်မတ်ကဒါကငါတို့အဖေနေခြင်းတဲ့နေရာမို့လို့ပါဟုပြန်ဖြေခဲ့သည်သူ၏မိခင်မှလည်းပြင်းထန်စွာဖြာနာနေကြောင်းသူကဖြည့်ဆွတ်ပြောကြားခဲ့သည်
တစ်ချိန်တည်းမှာပင်အေဗရာဟန်သည်မိနာတည်ဆုံသွားပြီဖြစ်ကြောင်းတွေ့ရှိခဲ့ရပြီးသူမ၏အလောင်းပေါ်တွင်ငိုကြွေးခဲ့သည်ထိုနေ့တွင်ပင်သူမ၏ရုပ်အလောင်းတကြိုချင်းနှင့်ဆူတောင်းပွဲများကိုပြုလုပ်ခဲ့ကြသည်ထိုညတွင်မတ်သည်မိခင်ဖြစ်သူအကြောင်းအိမ်မက်မက်ခဲ့ပြီးသူမသည်လည်းဗန်ပိုင်ယာတအူဖြစ်ခဲ့ဘူးကြောင်းဖော်ပြနေသည့်သူမ၏လယ်ပင်မှဒဏ်ရာကိုသတိထားမိခဲ့သည်သူနိုးလာသောအခါရန်ဒီသည်အိယာပေါ်တွင်မရှိတော့ကြောင်းတွေ့ရှိခဲ့ရသည်ရှာဖွေကြည့်ရှုပြီးနောက်ရန်ဒီကသူ၏ဂီတတိုက်ကိုရိုက်ခွဲဖျက်ဆီးနေသည့်ဥယျာဉ်ခြံထဲတွင်သူ့ကိုတွေ့ရှိခဲ့ရသည်မင်းထွက်သွားခြင်းတယ်လို့ပြောခဲ့တယ်လေဟုရန်ဒီကဆိုသည်မတ်ကသူ့မောင်ကိုစွန့်ခွာသွားမည်မဟုတ်ကြောင်းကတိပေးခဲ့တော်လဲသူတို့ဖခင်သည်ပုံမှန်လူတအူမဟုတ်ကြောင်းနှင့်သူ၏လုပ်ရများကိုခံနိုင်ရရှိရန်ခက်ခဲကြောင်းဝန်ခံခဲ့သည်နောက်ပိုင်းမိုးလွဲပိုင်းတွင်အာသာအမည်ရှိယောက်ျားတဦးအေဗရာဟန်၏အိမ်သို့ရောက်ရှိလာခဲ့သည်မတ်သည်သူ့ကိုချက်ချင်းပင်မှတ်မိသွားခဲ့သည်အာသာကသူတို့သည်တစ်ချိန်ကလန်ဒန်တွင်အိမ်နီးနားချင်းများဖြစ်ခဲ့ဘူးကြောင်းနှင့်မတ်ငယ်စဉ်ကတည်းကသူ့ကိုတီးကျွမ်းခဲ့ဘူးကြောင်းရှင်းပြခဲ့သည်မတ်၏မိခင်တည်ဆုံမှုအတွက်လည်းသူ၏ဝမ်းနည်းကြောင်းကိုဖော်ပြခဲ့သည်အေဗရာဟန်နှင့်အာသာတို့သည်နှစ်ပေါင်းများစွာမတွေ့ဆုံခဲ့ကြရသဖြင့်သူတို့ပြန်လည်ဆုံတွေ့မှုမှာခါတီး၍ဝမ်းနည်းဖွယ်ကောင်းလာသည်ထို့နောက်အာသာကအေဗရာဟန်၏ဖိအားပေးမှုကြောင့်သူ၏ဇနီးကိုသူကိုယ်တိုင်တတ်ခဲ့ဘူးကြောင်းဖော်ပြခဲ့သည်မင်းငါကိုလူစီရဲ့ဆန့်ကျင်ဘက်ဖြစ်အောင်လုပ်ခဲ့တယ်ဟုဆိုသည်သူသည်အေဗရာဟန်အားသူ၏မောင်မိုက်သောလုပ်ရများကိုရပ်တန့်ပေးရန်တောင်းပန်ခဲ့တော်လဲအေဗရာဟန်ကမူခေါင်းမာဖြင့်ဆက်လက်လှုပ်ဆောင်နေခဲ့သည်အာသာနှင့်အေဗရာဟန်တို့၏အခြေတင်ပြောဆိုနေကြမှုများကိုမတ်ကအပြင်ဘက်မှနားထောင်နေခဲ့သည်နောက်ဆုံးတွင်အေဗရာဟန်သည်အာသာကိုအိမ်ထဲမှဒေါသတကြီးမောင်းထုတ်ခဲ့သည်အာသာမထွက်ခွာမီတွင်ဒါဆိုမီနာကရောဘလို့လဲဟုမေးမြန်းခဲ့သည်သူ၏ဇနီးမီနာကိုတတ်ခဲ့သူမှာအေဗရာဟန်ကိုယ်တိုင်ဟုတ်မဟုတ်မေးမြန်းခဲ့တော်လဲအေဗရာဟန်ကမူဖြေကြားရန်ညှင်းဆန်ခဲ့သည်ခဏအကြာတွင်မတ်သည်ဖခင်ဖြစ်သူထံသို့တွားရောက်ကသူနှင့်အာသာတို့ဘာတွေဆွေးနွေးခဲ့ကြသည်ကိုမေးမြန်းခဲ့သည်အဖြေပေးမိအစားအေဗရာဟန်သည်အေဗရာဟန်တစ်လျှောက်လုံးတက်ခဲ့သည်ဟုယူဆရသောဝိညာဉ်များနှင့်တရဝများအကြောင်းပုံဆွဲများနှင့်မှတ်စုများပြည့်နေသောစာအုပ်တစ်အုပ်ကိုမတ်အားပေးအပ်ခဲ့သည်သို့သောမတ်ကမူယင်းတို့ထဲမှမြည်သည့်အရာကိုမျှမယုံကြည်ခဲ့ပေသူ့အတွက်မူထိုပုံများထဲမှလူများသည်အပြစ်မဲ့သောတားကောင်များကဲ့သို့ပုံပေါ်နေခဲ့ပြီးသူ၏ဖခင်ကိုယူသွနေသူတဦးအဖြစ်စတင်မြင်လာခဲ့သည်ပိုဆိုးသည်မှာသူမိခင်တည်ဆုံးခဲ့ရခြင်းမှာအေဗရာဟန်ကြောင့်ဖြစ်ကြောင်းမတ်သဘောပေါက်သွားခဲ့သည်သူ၏ဖခင်နှစ်ပေါင်းများစွာပြောပြလာခဲ့သမျှအရာအလုံးသည်လိမ်ညာမှုများသာဖြစ်နေခဲ့သည်ဒါဆိုရင်လည်းဆက်နေလေဟုဆိုသည်အေဗရာဟန်သည်ရုတ်တရက်မတ်ကိုဝင်ရောက်တိုက်ခိုက်ကလက်ကိုဓားဖြင့်လိဖျက်၍ဒဏ်ရာရစေခဲ့သည်ထို့နောက်သူ့ကိုမြေအောက်ခန်းထဲသို့တောက်ခတ်ပိတ်လောင်ထားခဲ့သည်မိနစ်အနည်းငယ်အကြာတွင်အေဗရာဟန်သည်ရန်ဒီကိုလေ့ကျင့်ပေးရန်အတွက်အိမ်မှခေါ်ထုတ်သွားခဲ့သည်တစ်ချိန်တည်းမှာပင်မတ်သည်သူတွေ့ရှိခဲ့သောပတ်တီးဖြင့်မိမိ၏ဒဏ်ရာကိုကုသခဲ့ပြီးထွက်ပြေးရန်လမ်းကြောင်းကိုရှာဖွေခဲ့သည်နောက်ဆုံးတွင်သူသည်လွတ်မြောက်လာခဲ့ပြီးသူ၏ဖခင်၏ယူသွမှုကိုအပြီးတိုင်ရပ်တန့်ပြရန်အတွက်လက်နက်ကင်ဆောင်ကဆုံးဖြတ်ချက်ချခဲ့သည်အဲ့ဒီညမှာပဲSCစခန်းချနေထိုင်ရာအနီးအနားရှိစခန်းတစ်ခုတွင်သူမသည်မိဘုံဘေးတွင်တကိုယ်တည်းထိုင်နေခဲ့သည်အနီးအနားတွင်နှွေးထွေးနေစဉ်သူမသည်တောထဲမှထူဆန်းသောအတန်များကိုကြားလိုက်ရသည့်အစပိုင်းတွင်သူမသည်အခြားစခန်းချသူတဦးဖြစ်သောဟင်နရီဖြစ်လိမ့်မည်ဟုထင်ခဲ့သည်သို့သောရုတ်တရက်ဟင်နရီသည်လယ်ပင်တန်ရာမှသွေးများထွက်လျက်တစ်ပင်များကြားမှထွက်ပေါ်လာခဲ့သည်အေဗရာဟန်ကသူ့ကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်SCတုံ့ပြန်ရန်မစွမ်းဆောင်နိုင်မီမှာပင်အေဗရာဟန်သည်သူမကိုဆွဲဖမ်းကာသူမ၏အော်တန်များကိုလစ်လူရှုလျက်အတင်းအကျပ်ဆွဲခေါ်သွားခဲ့သည်ဝေးလာသည့်နေရာတွင်မရှိသောမတ်သည်သူမ၏အော်တန်များကိုကြားလိုက်ရပြီးထိုနေရာသို့အပြေးလွှားရောက်လာခဲ့သည်ထိုနေရာသို့ပြန်ရောက်သောအခါအေဗရာဟန်ကရန်ဒီအား SCE လေဘင်းကိုဖျက်ရန်အမိန့်ပေးခဲ့သည်သို့သောထိုကောင်လေးသည်ဤအလုပ်ကိုလှုပ်ဆောင်ရန်နက်နက်ရှိုင်းရှိုင်းတိုးဆုပ်နေခဲ့သည်ကံကြမ္မာ၏အလှည့်ပြောင်းတစ်ခုတွင်ရန်ဒီသည်ရုတ်တရက်ဖခင်ဖြစ်သူဘက်သို့လှည့်လာပြီးအနှစ်အလခံစားခဲ့ရသောနာကျင်မှုနှင့်ဖိနှိပ်မှုများအတွက်သူ၏ဝမ်းပိုက်ကိုဓားဖြင့်ထိုးချလိုက်သည်မတ်သည်အချိန်မီရောက်ရှိလာခဲ့ပြီးနောက်ဖက်မှထွက်ပေါ်လာကာအေဗရာဟန်၏ခေါင်းကိုဖျက်တောက်ပစ်လိုက်ပြီးအင်းညွတ်နဲ့တန်းကောင်အိမ်မက်ဆိုးကိုအပြီးတိုင်အဆုံးသတ်ပေးခဲ့သည်ယခုတိုင်ဖြစ်ပျက်ခဲ့သမျှအရာအလုံးကြောင့်တုန်လှုပ်နေသော SCD မတ်ကိုအံ့ဩတုန်လှုပ်စွာဖြင့်စိုက်ကြည့်နေခဲ့သည်သူမကသူ့ကိုလူသက်သမားဟုခေါ်ဆိုခဲ့တော်လဲမတ်ကမူအမှန်တရားကိုပြောပြခဲ့သည်အေဗရာဟန်သည်ဘီလူးတကောင်သာဖြစ်သည်နောက်တနေ့မနက်တွင်မတ်နှင့်ရန်ဒီတို့သည်သူတို့၏ပစ္စည်းများကိုတင်စီကာထိုအိမ်ကိုကြောခိုင်းထွက်ခွာသွားခဲ့ကြပြီးနှစ်ပေါင်းများစွာနေထိုင်ခဲ့ရသောလိမ်ညာမှုများမှဝေးရာသို့ရှောက်သွားခဲ့ကြသည်အလံဝေးသောနေရာမှနေ၍ SCD ကင်းတို့တောထဲသို့ပျောက်ကွယ်သွားသည်ကိုငေးကြည့်နေခဲ့သည်